ပိုင်းလေးရဲ့ဆောင်းမှာတော့ယောဂီတယောက်ဆက်စီယာကိုလမ်းလို့အေးရတဲ့မှာလှဲနေခဲ့ပါတယ်ဆက်စီယာစွန်စားခီးထွက်နေတော့ဘယ်ချိန်ပြန်လာမလဲဆိုပြီးတော့တယောက်တည်းလဲတွေးနေရပါတယ်အဲ့ဒီအချိန်မှာပဲဟန်ပီယာရောက်လာခဲ့ပြီးတော့သူတို့တခင်မှာပြောခိုင်းလိုက်တယ်ဒီနေ့ကဆက်စီယာပြန်ရောက်လာမယ်လို့ပြောတော့ယောဂီလည်းသူ့ရဲ့လက်ဆောင်ဆွဲကြိုးလေးပေးရတော့မယ်ဆိုပြီးတော့ပြောနေပါတယ်ပြီးရတယ်သူလည်းဆက်စီယာတို့အိမ်ကိုသွားနေခဲ့ပြီးတော့လမ်းမှာပီတင်ဆီယာမတူဦးနဲ့တွေ့နေခဲ့လို့ပီတင်ဆီယာမကယောဂီကိုဒီနေ့ကန်ဆိုးနေပြီလို့လည်းပြောနေပါတယ်ယောဂီကလည်းဒီဘွားရဲ့ဘိုင်လာပြောနေရလဲကိုချစ်ရသူနဲ့တွေ့ရနေရကန်ကောင်းဆုံးနေပဲလို့ပြန်ပြီးတော့ပြောလိုက်ပါတယ်ဆက်စီယာတော့ကိမုတ်လာဝယ်နေနဲ့ကိမုတ်ဆိုင်မှာတော့ဗလာကြီးကသူ့ရဲ့ညမဒီနေ့မရှိလို့သူကကိမုတ်လာရောက်ပေးနေရလို့ပြောနေပါတယ်ယောဂီလည်းမတတ်နိုင်ပဲနဲ့ဝယ်လာခဲ့ရတာကိမုတ်တွေကပျက်စီးနေခဲ့ပြီးတော့သူကိုယ်တိုင်ပဲပြန်စားလိုက်ရပါတယ်ပြန်လာတဲ့လမ်းမှာလူကောင်ကြီးကြီးကိုဝင်တိုင်းမိလိုက်ရှိဖို့တနည်းမိမလို့ဖြစ်လိုက်နေဖြစ်နေတော့ယောဂီကလည်းသူဒီနေ့တကယ်ပဲကန်ဆိုးနေရလားဆိုပြီးတော့တွေးနေခဲ့ပါတယ်အဲ့ဒီချိန်မှာတော့ကလေးတယောက်ကယောဂီကိုလာဝင်တိုင်းမိပြီးတော့သူ့ရဲ့တာတူထိုးလေးရတယ်သူကျသွားခဲ့တော့ယောဂီကလည်းပြန်ပြီးတော့ဝယ်ပေးလိုက်ရပါတယ်အဲ့ဒါနဲ့ကန်ဆိုးရရမပြီးသေးပဲနဲ့ခပိုင်းလိုက်တယောက်ကလည်းသူ့ရဲ့ပတ်စံအိမ်ကိုနှိုက်သွားတော့သူလည်းသူ့ရဲ့ဆွမ်းနဲ့အမြန်ပြေးယူလိုက်ပြီးတော့ဒါကိုလည်းဘန်တို့ကလည်းမြင်သွားခဲ့ကြပါတယ်ဒါပေမဲ့လည်းဘန်တို့ကယောဂီကိုခပိုင်းနဲ့လို့ထင်သွားခဲ့တာကြောင့်အရှုပ်တဲကိုလည်းထည့်ရလိုက်ပါတယ်ယောဂီကလည်းဒီနေ့ကကန်ဆိုးနေပဲလို့ပြောနေခဲ့တဲ့အချိန်မှာလူကရောက်လာခဲ့ပြီးတော့သူရဲ့ကောင်းပန်အရှင်ကြီးကိုစစ်နေခဲ့တော့ခဏလေးပဲစောင့်ဆိုပြီးတော့လာပြောနေခဲ့ပါတယ်အဲ့ဒီချိန်မှာတော့အီနာဆွဲကောင်မလေးကရောက်လာခဲ့ပါတယ်။ဆော်ကန်တော့လာပြီးခဲ့တာဖြစ်ပြီးတော့သူရဲ့ကောင်းပန်ကလည်းလူမဖမ်းပြီးတော့တောင်းပန်ခဲ့တောင်းကိုလည်းပြောကားလိုက်ပါတယ်။ယောဂီလည်းဘန်ကတောင်းပန်တဲ့အနေနဲ့မိုးလိုက်ကျွေးရတဲ့ကိုတော်ဝါကြီးလည်းစားနေခဲ့ရပါတယ်။ဘန်ကယောဂီကိုဆက်စီယာနဲ့ဘလို့ပတ်သက်လဲလို့မေးနေခဲ့ပြီးတော့ယောဂီကလည်းတငယ်ချင်းတွေပါပဲလို့လည်းပြန်ပြီးတော့ပြောလိုက်ပါတယ်။ယောဂီကိုဆက်စီယာနဲ့ခင်လို့ရအောင်ဘလို့လုပ်ရမလဲလို့မေးနေခဲ့ပြီးတော့ယောဂီကလည်းသူခွန်းနေခဲ့တဲ့ကောင်မလေးဖြစ်တာကြောင့်လီမမပြောပြဘူးဆိုပြီးတော့စိတ်ထဲမှာလည်းပြောနေပါတယ်။ယောဂီတို့လည်းယူမီကဘန်ကိုခွန်းနေတဲ့အကြောင်းသိတာတော့ဘန်ကိုဘာလို့ယူမီကိုမစင်စားပေးရလဲဆိုပြီးတော့မေးလိုက်ပါတယ်။ဘန်ကလည်းယူမီကဆက်စီယာမုန်းနေတဲ့အကြောင်းပြောနေခဲ့ပြီးတော့ယူမီရဲ့အကြောင်းသိတာခဲ့ယောဂီကလည်းယူမီကစိတ်သားကောင်းကြောင်းလည်းပြောပြလိုက်ပါတယ်။အဲ့တော့မှဘန်ကလည်းသူမားသွားပါပြီလို့ဆိုရင်မျက်ရည်ဆောင်မှလည်းကြားနေခဲ့ပါတယ်။ယူမီရဲ့အကြောင်းပြန်သိမိနေခဲ့ပြီးတော့ယူမီကသူ့ရဲ့နာမှာမြဲနေတဲ့အကြောင်းတွေသူ့လည်းအမှားလို့ရင်ဆူရဲ့အကြောင်းတွေကိုလည်းယောဂီတို့လည်းပြန်ပြီးတော့ပြောပြနေခဲ့ပါတယ်။နဆိုလေးယောဂီကတော့ဆူသားဆူခြင်းလို့ဆူတာမဟုတ်ဘဲနဲ့ကိုယ်တန်ဖိုးထားခြင်းလို့ဆူတဲ့အကြောင်းတွေလည်းရှင်းပြလိုက်ပါတယ်။ဒီလိုနဲ့ရှင်းနေတွေကဘန်ကလည်းယူမီကိုသူပြန်တောင်းပန်ပေးမယ်ဆိုပြီးဖြစ်သွားခဲ့ကယောဂီကိုလည်းအတူတူလိုက်ခဲ့ပေးလို့ပြောလိုက်ပါတယ်။တူတူလည်းယူမီရဲ့အိမ်ရှိကိုရောက်နေခဲ့ပြီးတော့ဘန်ကယူမီကိုတောင်းပန်ဖို့ဝန်သားခဲ့တဲ့အချိန်မှာဟိုလဲနေရနဲ့တန်းတွန်းနေပြီးတော့ယောဂီတို့ကလည်းအရှင်နေမကောင်းတော့ဘူးလို့လည်းပြောနေခဲ့ကြပါတယ်။ဟိုလဲနေကယူမီကပဲဘန်ကတောင်းပန်ကြောင်းနဲ့ပြောပြလိုက်ကယူမီကလည်းသူခွန်းနေကြတဲ့ကောင်လေးဖြစ်တာကြောင့်ခွန်းလို့ပေးလိုက်ပါတယ်။ဘန်ကတော့အာဆောင်ပြီးတော့အောက်ခံအမဲအောင်ဝိုးတာလားဆိုပြီးအာဆောင်လိုက်တော့ယူမီကလည်းနှာမှုကောင်လို့ဆိုပြီးသူ့ရဲ့မော်စုံတန်နဲ့လည်းလိုက်တီးနေခဲ့တာကြောင့်ယူကီကလည်းအလေးထောလာလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဗီဒင်ဆီယာမနဲ့ပြန်သွင်းနေခဲ့ပြီးတော့သူကဘာမှမပြောနဲ့တော့လို့ပြောလိုက်ခဲ့ကထွက်လာခဲ့ပြီးတော့တကယ်တော့သူ့ရဲ့ကံကလည်းအပြောင်းလဲလဲဖြစ်သွားခဲ့ပါတယ်။လမ်းသွားနေနဲ့ကိမုတ်ဆိုင်ချေကိုရောက်တဲ့အချိန်မှာတော့ကိမုတ်ရောက်တဲ့ကောင်မလေးကလည်းသူ့ကိုလှုပ်လို့ပျက်စီးသွားခဲ့တဲ့တောင်းပန်နေခဲ့ပြီးတော့ကိမုတ်ထုတ်လည်းထုတ်ပေးလိုက်ပါတယ်။ကံကောင်းမှုတွေကဒီမှာလည်းမပြီးဆုံးသေးပဲနဲ့သူလည်းထပ်သွားနေခဲ့တဲ့အချိန်မှာလမ်းမှာသူတို့တို့ပြောင်းဝယ်ပေးခဲ့တဲ့ကောင်လေးကတခင်လေးဖြစ်နေခဲ့တာတော့သူ့ကိုကူညီပေးခဲ့လို့ဆိုပြီးလက်ဆောင်လေးလည်းပြန်ပေးလိုက်ပါတယ်။ဒီလိုနဲ့ပဲဆရာသမားလည်းနောက်ဆုံးမှာတော့ဆက်စီယာတို့ရဲ့အိမ်ချီကိုလည်းရောက်လာခဲ့ပါတယ်။ဆက်စီယာစီကိုရောက်တဲ့အချိန်မှာသူအလကားရလာခဲ့တဲ့တို့နဲ့ကိမုတ်အရင်လက်ဆောင်ဆိုပြီးတော့လည်းပေးလိုက်ပါတယ်။ဆက်စီယာနဲ့ယောဂီလည်းအတူတူလမ်းလျှောက်ပြီးတော့စကားလေးတွေပြောနေကြကြလို့ယောဂီကလည်းသူ့ရဲ့အဓိကလက်ဆောင်လေးဖြစ်တဲ့စောကျိုးပူးလေးကိုလည်းထုတ်ပေးလိုက်ပါတယ်။ဆက်စီယာကလည်းစောကျိုးလေးကိုကြည့်လိုက်ပြီးတော့တမိုးထားပါမယ်လို့ပြောလိုက်ကယောဂီကလည်းပျော်ပြီးတော့ကျေးဇူးတင်ပါတယ်လို့ငိုပြီးတော့လည်းပြောနေကြရင်းနဲ့ဒီနေ့ပါနေရတဲ့ဒီမှာလည်းပြီးဆုံးသွားခဲ့ပါတယ်။